ကဲဒီနေ့ကတော့စုပြည့်လဲရှူတင်နားတဲ့ရက်ကလေးလည်းဖြစ်တာရယ်ပြီးတော့အိမ်အတွက်ကလည်းလိုအပ်တဲ့ပစ္စည်းလေးတွေပေါ့နော်ဝယ်ဖို့လိုနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့စုပြည့်ဒီနေ့မက်ခရိုမှာဈေးလေးဝယ်ဖြစ်တယ်ပေါ့နော်လိုအပ်တာလေးတွေပြီးတော့အသားငါးလေးတွေတချို့ပေါ့နော်အဲ့ဒါလေးတွေရောစုပြည့်ဝယ်ဖြစ်ပါတယ်ဒါပေမဲ့ blog လေးကတော့အများကြီးဆိုပြီးမရိုက်ဖြစ်ပါဘူးပစ္စည်းဝယ်နေရဆိုတဲ့အခါကျတော့လေ blog လည်းတိတ်အများကြီးမရိုက်ဖြစ်ဘူးဒါကတော့ရိုက်ဖြစ်တဲ့နည်းပပလေးပေါ့နော်အဲ့ဒါလေးကိုပဲဆိုပြီးဒါပရိသတ်တွေအတွက်ဒီနေ့ဘာလေးလုပ်ဖြစ်လဲဆိုတာလေးကိုပဲဆိုပြီး blog လေးအနည်းငယ်ရိုက်ထားလေးပါရှင့်ကြည့်ရှုပေးပရိသတ်များအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးချစ်ပါတယ်တတား